ဘဝမှာကြုံရတဲ့ပြဿနာတွေလေအချိန်တန်ရင်အလုံးပြေးသွားမယ်ကြုံတွေ့ရတဲ့အခက်အခဲကိုယ်လည်းအနိုင်ရင်ဘဝတစ်ခုလုံးစိတ်ချနေလိုက်မယ်မနေ့ပြန်တွေတွေ့လည်းမစိုးရိမ်တော့အစင်ပြေတဲ့အလုံးတခင်ကြောင့်ပဲကြုံတွေ့ရတဲ့အခက်အခဲကိုယ်လည်းအနိုင်ရင်ဘဝတစ်ခုလုံးစိတ်ချနေလိုက်မယ်ဘယ်အရာမှမကြောက်ပါကိုရိုနာနာရှိရင်ငြိမ်သက်ခြင်းကိုသူပေးတယ်ယုံကြည်ခြင်းနေတာကိုရိုကိုမြတ်မောက်ပြုခါအရာရာတိုင်းကိုကြော်ဖြတ်သွားမယ်ကြုံရတဲ့ပြဿနာတွေလေအချိန်တန်ရင်အလုံးပြေးသွားမယ်ကြုံတွေ့ရတဲ့အခက်အခဲကိုယ်လည်းအနိုင်ရင်ဘဝတစ်ခုလုံးစိတ်ချနေလိုက်မယ်မနေ့ပြန်